Okay you guys အဲ့တော့ကိုက UK မှာကျောင်းတက်ရင်းနဲ့ part time job လုပ်ရုံနဲ့ကျောင်းသားကောက်ကို cover ဖြစ်နိုင်လားအဲ့ဒီနေ့ဗီဒီယိုမှာတော့ Helen ဒီအကြောင်းလေးကို share လုပ်ပြမှာဖြစ်ပါတယ်ဒါ Helen ကိုခဏအရန်အမေးများကြလို့ပေါ့နော်အဲ့တော့ Helen အရှိရဗီဒီယိုထဲမှာဒီ UK University နဲ့ပတ်သက်ပြီးတော့ကျောင်းသားကတွေဘယ်လောက်ရှိလဲဆိုတဲ့ estimate ကို Helen ပြပေးခဲ့တယ်ဆိုတော့အဲ့ဗီဒီယိုကြည့်ပြီးပြီဆိုရင်တော့ကျောင်းသားကတွေဘယ်လောက်ကုန်မလဲဆိုတော့အကြမ်းဖြင်းပြလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီလောက်များတဲ့ amount တစ်ခုပေါ့နော်ဒါ like ပေါင်16,000လောက်ကနေပေါင်3,000လောက်ဝန်းကျင်ထိရှိနိုင်တဲ့ amount တစ်ခုက part time job လုပ်ပြီးတော့ရှာနိုင်တာထက်အရန်ပိုများတဲ့ amount တစ်ခုလို့ပြောရမှာပေါ့နော် realistically ပြောလို့ရှိရင် UK မှာ international student တယောက်ကတပတ်မှာ9:20ပဲလုပ်ခွင့်ရှိတယ်ဥပမာ Christmas holiday တို့ Easter holiday လိုမျိုးအချိန်ဆိုလို့ရှိရင်တော့ over 20 hours 9:40လောက် full time အနေနဲ့အလုပ်လုပ်ခွင့်ရှိရပေါ့နော် UK ကအလုပ်တွေရဲ့ minimum wage အရာတနာရီကို10ပေါင်ကနေ15ပေါင်အတွင်းရကြရပေါ့နော်ဒါတပတ်ကိုကဲကိုက9:20လုပ်မှဆိုလို့ရှိရင်တစ်လမှာအကြမ်းဖြင်းပေါင်800ကနေပေါင်1000လောက်ထိရှာနိုင်တယ်ပေါ့နော်ဒါအကြမ်းတွက်ကြည့်တာမြို့မှာနေဒါ part time job လုပ်လို့ရှိရင်ကိုရနိုင်တဲ့ average monthly income ပေါ့နော်ကျောင်းသားကတစ်နှစ်ကိုကိုကဈေးသက်တာရဲ့အကြောင်းမှာ scholarship မပါဘဲနဲ့တက်မယ်ပဲထားပါတော့ဒါရတာနော်အနည်းဆုံးပေါင်13,000ကနေ15,000လောက်အထိရရမယ်ပဲထားပါတော့အဲ့တော့ part time job ကတစ်လကိုခုနကပြောရသလိုပေါင်1000လောက်ရှာမယ်တစ်နှစ်ကိုပေါင်12,000ရှာမယ်ပဲထားပါတော့ဒါကျောင်းသားကရောအိမ်သားကရောမ cover နိုင်သေးဘူးပေါ့နော်ဒါလည်း discourage ဖြစ်အောင်ပြောရမှာမဟုတ်ဘူးအရှိတိုင်းကို realistically ပြောပြတာပေါ့နော်ဒါပေမဲ့တချို့လူတွေကကြတော့ဒါကိုလုပ်နေတဲ့အလုပ်ရှင်နဲ့နားလည်မှုယူပြီးတော့ cash in hand လုပ်ကြရပါတော့သူတို့တပတ်ကို9 450လောက်လုပ်ကြတယ်အလုပ်လုပ်ရင်းနဲ့မှာကိုကတစ်လကိုပေါင်1500 2000ဝန်းကျင်လောက်ဝင်နေမယ်ဆိုရင်တော့ကျောင်းသားကလည်းအကယ်၍တကယ်ကိုတက်မဲ့ကျောင်းကလည်းဈေးသက်သားနေတယ်ဆိုလို့ရှိရင်ဒါ cover ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကိုကတော်တော်လေး hustle လုပ်ရမယ်ဆိုတော့သိထားရမယ်တည့်တဲ့အတိုင်းအလုပ်လုပ်တယ်ဆိုတော့လွယ်မှာမဟုတ်ဘူးပေါ့နော်ဒါကျောင်းတစ်ဖက်နဲ့ဆိုတော့ပို့ပြီးတော့လည်းပင်ပန်းနိုင်တယ်ပြီးတော့ cash in hand လုပ်ရတဲ့အလုပ်တွေဆိုတာကဟိုလိုမျိုးဒီ office role တို့ shopping mall တို့မှာ sales assistant လေးတွေတို့ cashier လုပ်တဲ့လိုမျိုးတို့ကိုကြော်လေးလုပ်ရတာမျိုးမဟုတ်ဘူးပေါ့နော်လိုမျိုး family business တွေ small companies လေးတွေမှာပဲrestaurant ဆိုတာတို့မှာသွားပြီးတော့အလုပ်လုပ်ရတာပို့ပြီး common ဖြစ်တယ်အဲ့တော့ကိုကဒါတွေမလုပ်ခင်ကိုတကယ်လုပ်နိုင်မလားလုပ်နိုင်လားဆိုတာကိုကြိုတင်ပြီးတော့ဇာတိစဉ်းစားရမယ်ပေါ့နော်အဲ့နဲ့လိုမျိုးအကြောင်းအရာတွေကိုကိုက IB နဲ့ကြောင်းဖြတ်လို့ရှိရင်တို့ရဲ့ counsel စီကအသေးသေးပြပြမှာပေါ့နော်ဒီကြောင်းနဲ့ပတ်သက်တဲ့ preparation စီအတွင်း part time job စီကိုဘယ်လိုရှာရမလဲဆိုတဲ့ tips and tricks တွေလည်းတို့စီမှာဆွေးနွေးပြရဆိုတော့ IB ကိုသမီးကိုမမေ့နဲ့နော်အဲ့တော့ခုနကပြောအောင်ဆက်ပြောရမှာဆိုလို့ရှိရင်ကျောင်းသားတွေအနေနဲ့ကဒါ cash in hand job တွေအများကြီးလုပ်မှာဆိုလို့ရှိရင်ကိုရဲ့ student visa အတွက် risk ရှိရပေါ့နော်ဒီမှာအဓိကအရေးကြီးဆုံးကတော့ကျောင်းစာကိုလည်းတခြားလေးမပြတ်သွားဘူးလို့တယ်အကယ်၍ထားပါတော့ကိုကတစ်လကိုပေါင်2000လောက်ရအောင်ရှာမယ်ဒါပေါင်2000ဆိုဟလန်တော်တော်ကြီးကို over estimate လို့ပြောထားတာနော်တကယ်အလုပ်တွေကိုဖိလုပ်ပြီးတော့ရန်စူးစမ်းလုပ်ပြီးတော့အလောက်ရမယ်ဆိုရင်တော့ထားပါတော့တစ်နှစ်ဆိုလို့ရှိရင်7လဆိုပေါင်2400လောက်ရမယ် maybe အလောက်ရမယ်ဆိုလို့ရှိရင်တော့ဒါ partially cover ဖြစ်နိုင်တယ်ပေါ့နော်နေစရိတ်စားစရိတ်အိမ်လခတွေအကုန်လုံး factor လုပ်မယ်ဆိုလို့ရှိရင် likely cover ဖြစ်နိုင်တယ်အဲ့တော့ဒါကိုယ့်ရဲ့ student visa ကို risk ပြီးတော့ overtime တွေအများကြီးအလုပ်တွေလုပ်တဲ့ case အနေနဲ့ Helen situation တခုကိုဥပမာပြပြတာပေါ့နော်ဒါမျိုးလုပ်တာလုံးဝ illegal ဖြစ်တယ်ပေါ့နော်သူတို့သတ်မှတ်ထားတဲ့9:20ထက်ကျော်ပြီးတော့လုပ်တာလာခဲ့မိသွားခဲ့လို့ရှိရင်ကိုယ့်ရဲ့ student visa ကိုလည်း revoke လုပ်ခံရနိုင်တယ်အဲ့တော့ Helen ကတော့ပုံမှန်နေပြောလို့ရှိရင်တော့ recommend မပေးဘူးပေါ့နော် legally ကိုသူတို့ permit လုပ်ထားတဲ့9:20တပတ်ကိုလုပ်ပြီးတော့ holiday season လောက်ကြတော့မှဒါ9:20ထက်ကျော်ပြီးတော့ full time job လုပ်တာကိစ္စမရှိဘူးပေါ့နော်သတ်မှတ်ထားတဲ့9:20ပဲလုပ်ပြီးတော့တကယ်ပတ်စံရှာမယ်ဆိုလို့ရှိရင် part time job နဲ့ဘာ cover လုပ်နေလဲဆိုတော့ဒါကဲကိုကလည်းနှမျိုးမဟုတ်တဲ့မျိုးပြင်မှာနေမှာဆိုလို့ရှိရင်နေစရိတ်က like probably ပေါင်400နဲ့ပေါင်600လောက်ကျမှာဆိုလို့ရှိရင်အေးဈေး cover မယ် and then transportation တို့ bill တို့ဒီ grocery စားသောက်ရေးတွေတော့ cover ဖြစ်မှာပါเนาะဒါကတော့ဒါ part time job အနေနဲ့ cover ဖြစ်နေတဲ့ဟာပေါ့အဲ့တော့ဒါ overall ပြောလို့ရှိရင် UK မှာကျောင်းတက်ရင်းနဲ့အချိန်ပိုင်းလုပ်ပြီးတော့မှဒီကျောင်းသားခကို cover လုပ်နိုင်လားဆိုတဲ့မိခွန်းကိုဖြေရမယ်ဆိုရင်တော့ဒါ100%တော့ cover မဖြစ်နိုင်ဘူးပေါ့เนาะကိုယ့်ရဲ့ day to day expense တွေတော့ cover နိုင်ပေမဲ့ဒီ fully ကျောင်းသားခအကုန်လုံး cover ဖို့ဆိုတော့ realistically ပြောရရင်တော့မဖြစ်နိုင်ဘူးပေါ့เนาะနောက်ထပ် reminder အနေနဲ့ပြောချင်တာကအကယ်၍ကိုက UK မှာကျောင်းတက်ဖို့ plan ထားရဆိုလို့ရှိရင် IB နဲ့တောက်ပြီးတော့မှ Helen episode 5မှာတော့ပြောခဲ့တဲ့ဒီ Bridge Your Dream Scholarship ကို join ဖို့လည်းအကြံပေးခြင်းနဲ့အနည်းဆုံးဒါကိုယ့်ရဲ့ budget ကိုအနေနဲ့အများအထောက်အကူပြုတာပေါ့နော်အသေးသေးရှင်းပြရတဲ့ video 5ကိုလည်း Helen caption မှာ link လေးထည့်ထားပေးပါမယ်စိတ်ဝင်စားလို့ရှိရင်တို့ရဲ့ form လေးကိုဖြည့်ပြီးတော့ IB မှာတွားပြီးတော့စဉ်းစားနေရပါတယ်ဒီ video လေးကတော့ဒီလောက်ပဲပေါ့နော်နောက်နေ့ episode 10မှာကို Helen ဘာပြောမလဲဆိုတာသိချင်လို့ရှိရင်စောင့်ကြည့်ပေးပါဦးအားလုံး bye